Melody ဝပြည့်တဲ့ကြီးမင်္ဂလာပါလို့ကျွန်တော်နဲ့အတူအစီအစဉ်တင်ဆက်သူဖြစ်ဆောင်ရပေးမယ်ဒေသရှင်တရုတ်ဆောင် Melody တို့ကနေနှုတ်ဆက်ကားပြပါရယ်မင်္ဂလာပါရှင် Melody ဝအစီအစဉ်ကိုအစဉ်တစ်စိုက်အမြဲအားပေးနေတဲ့ချစ်ပရိသတ်များအားလုံးစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်ထူးခြားတဲ့ performance နဲ့တင်ဆက်သွားတဲ့သူကတော့ The Best of Melody 2009ဆုရှင်ရွှေရီဖြိုးမောင်ရဲ့ကိုရန်တော်ဆွဲတဲ့ချင်းလေးဖြစ်ပါတယ်ဒီသချင်းရဲ့တေးလျာရှင်ကတော့တေးမြေမောင်ဖြစ်ပါတယ်ဆက်လက်ပြီးတော့ပရိသတ်များရှုစားမှာတော့2009မှာသမတ်စံကြီးစညွှန်းများနဲ့ကိုက်ညီလို့ရွေးချယ်ထားတယ်ဒီအဆိုတော်တစ်ကလေးတွေပေါ့နော်အခုတော့တို့ကအဆိုတော်တစ်ကလေးဖြစ်သွားပြီပေါ့အရင်တော့ကတော့ဒီအိမ်မက်အလွန်တို့အိမ်မက်ပေါ့နော်ဒီအိမ်မက်ကိုလွန်လာပြီးတော့ဒီအိမ်မက်လွန်အဆိုပြိုင်ပွဲကြီးမှာဒီ Zoomia အစီအစဉ်ပေးတဲ့ပွဲမှာပေါင်ခွင့်ရတဲ့သူတွေပေါ့ရှင်ဟုတ်ပါတယ် My dreams come true ဆိုတဲ့အတိုင်းတို့ရဲ့အိမ်မက်တွေကတကယ်ဖြစ်လာရပြီနော်ပြီးတော့အိမ်မက်တွေကိုကြော်လွန်ပြီးတော့သူတို့ရဲ့ကိုယ်ပိုင်အမှုပညာတွေကိုရဲရဲဝံ့ဝံ့ထုတ်ဖော်ပြသတော့မှာနော်ဟုတ်ပါတယ် Zoomia Media အနေနဲ့ကတော့အကောင်းဆုံးပို့ဆောင်ပေးသူတွေနဲ့အစီအစဉ်ပေးသွားမှာပါပြည်သက်ရဲ့ရွေးချယ်မှုကိုလည်းတန်ဖိုးအများကြီးထားပါတယ်ကဲကိုတို့အစီအစဉ်လေးစလိုက်ရအောင်နော် Okay အမြဲတမ်းရှိနေမလားတဲ့အမြဲရှိမယ်တော့အမမခံပါဘူးတခါလေးပြက်ကွက်ရင်တော့ခွင့်တိုင်ပါပေါ့အမြဲတမ်းရှိနေမလားဆိုတော့မပြီးသေးဘူးဘာလို့ပြက်ကွက်ချင်ရတာလဲမဟုတ်ဘူးလေနေနေလာနေတော့မှအမြဲမှမရှိရသူတို့တော့မှနေနေညနဲ့သူ့ချိန်နဲ့သူတာဝန်ခွဲဝေယူရတာဟာဟုတ်ပါပြီကိုတို့အခုလိုစကားပြောနေလို့ဖြစ်သေးဘူးတကြနေတေးရီကေဒီကသူ့တချင်ကိုမတင်ဆက်ပေးလို့ဆိုပြီးကိုတို့ကိုစိတ်ဆိုးနေအောင်မယ်ဟဲ့အဲ့ဆိုတော့ဆိုမဲ့လူဖိတ်လိုက်အောင်ကဲအမြဲတမ်းရှိနေမလားဆိုတဲ့တချင်ကိုဆိုမဲ့မင်းမင်းကိုဖိတ်ခေါ်ပါတယ်ကိုမမေမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါမကိုမမေရောအမြဲရှိနေမှာလားတဲ့ကျွန်တော်တော့အမြဲတမ်းရှိနေမှာအမြဲရှိနေမှာဟုတ်ကဲ့ပါကဲနောက်စတူဒီယိုမှာလည်းဦးလေးကတော့အမြဲတမ်းရှိနေတာနော်ဟုတ်ကဲ့ကျွန်တော်ဦးလေးကအမြဲတမ်းရှိနေမှာကျွန်တော်ဦးလေးရဲ့အမြဲရှိတယ်ကျန်တဲ့လူတွေမရှိဘူးပေါ့လက်ဖိတ်ဆိုင်သွားထိုင်နေချင်းရှင်းနေမှာကဲအဲ့ဒါချင်းတွေကတေးရီကေဒီရေးထားပြတဲ့ချင်းတွေနော်တေးစရာ KD ရေးဆက်ပေးတာပါကျွန်တော်တို့ကဲဟုတ်ပါပြီအဲ့ဆိုရင်ပြည်တဲ့နဲ့အတူနားဆင်မယ်နော်ဟုတ်ကဲ့ပါ